နေပြည်တော်ကနေဘေကျင်းကိုနော်လက်သိပ်ထိုးလိုက်တဲ့တမိုင်းဝင်လက်ထိုးတဲ့စတစ်စောင်ဖြစ်နေတယ်ဆိုအတိတ်ဘက်ကလာမဲ့3လလောက်အတွင်းမှာမြန်မာနိုင်ငံရဲ့အခင်းအကျင်းတစ်ခုလုံးပြောင်းလဲပြစ်နိုင်တဲ့အန်ဒီရတောင်မှရှိတယ်ကစားကွက်တစ်ခုကိုစတင်လိုက်တယ်လို့တော့ပြောလို့ရတယ်စစ်ကောက်စီဖက်ကဟုတ်ကဲ့နော်တယောက်ချင်းစီလုံးမဆက်တော့ပါအားလုံးမင်္ဂလာပါကျွန်တော်အတန်းပြောလိုက်တာပါအဲ့လိုအခြေအနေပါစစ်ကောက်စီကဖန်တီးထားတဲ့ကစားကွက်အဲ့ဒါကိုဒီအကျော်ယူကနေပြီးတော့ကျွန်တော်ပြောရမှာပေါ့ဗျာနော်အခြေအနေကဒါလက်တွေ့အခြေအနေပဲဒီတော့စစ်ကောက်စီကဘာကိုရင်းပြီးတော့ဘာကိုပြန်လိုချင်တာလဲဆိုပြီးတော့ကြည့်ရမှာပါရွေးကောက်ပွဲမဲဘုတ်လားရှမ်းမြောက်ကော်ရီဒါလားမန္တလေးကော်ရီဒါလားအေအာရီမြစ်လားဆုပ်လမ်းကြောင်းလားမြေပြင်မှာမြင်နေရတဲ့ကျွန်တော်တို့စင်ကူးပါညာရှုံးနေမှုဆိုတာကတကယ်တမ်းတော့ကျွန်တော်တို့အတွက်အခွင့်အရေးတစ်ခုလည်းဖြစ်လာနိုင်တယ်ဆိုတာကိုကျွန်တော်ရှင်းပြချင်ပါတယ်ဒီတခန်းမှာကိုပဲเนาะမြင်သွားနိုင်ပါတယ်နောက်တခန်းလေးမှာဆိုလိုအပ်ချက်ကိုတွေးလာလိမ့်မယ်လို့ကျွန်တော်အာမခံနိုင်ပါတယ်မြေပုံကြီးတစ်ခုလုံးတော့မှဒါပုံစံပြောင်းသွားတဲ့အခြေအနေမျိုးပြောလို့ရတယ်အရေးလည်းကြီးပါတယ်ဒီတော့ပထမအုပ်စုအဖြစ်မှန်ဒီနေ့သတင်းကိုခွဲစိတ်ကြည့်ရအောင်ကျွန်တော်ပြောခဲ့ပါတယ်သတင်းတွေကိုဟိုတစားဒီတစားနဲ့ချိတ်ဆက်ပြီးမကြည့်ဘဲကိုနေလို့မရပါဘူးဒီတော့အားလုံးဆက်ပြီးကြည့်ရင်လည်းကြက်သိမ်းထားစရာအကားလောက်အောင်ကိုပုံရိပ်တစ်ခုထွက်လာတယ်ဆိုလိုတာကကျွန်တော်တို့တတိထားမိလာတော့မသိဘူးတစ်ဖက်မှာဒုချုပ်စိုးဝင်းမြေကြီးနောက်ရောက်သွားတယ်မြစ်ဆုပ်စီမံကိန်းကို2026မှာပြန်စမယ်ဆိုပြီးအတန်ပြစ်လိုက်တယ်အဲ့ဒီအချိန်မှာပဲစစ်ကောက်စီရဲ့အာယုံဆိုင်မှုနဲ့စစ်ကြောင်းလမ်းကြောင်းထိုးနေတာကတခြားနေရာတွေကိုဗုံးကျဲလိုက်အကြမ်းဖက်လုပ်ပြလိုက်ပြီးတော့တကယ်တပြိုင်နက်မန္တလေးမြောက်ပိုင်းစင်ကူးကိုလေကြောင်းပစ်ကူတွေအလွန်ကျော်တုံးပြီးတော့မြေလန်တဲ့စနစ်နဲ့ဝင်ပြီးတော့မရရအောင်ပြန်သိမ်းသွားတယ်ဒါဟာတိုက်ဆိုင်မှုလို့ထင်လို့လားမဟုတ်ပါဘူးကျွန်တော်တို့တိုက်ဆိုင်မှုလို့မထင်ပါဘူးစစ်ကောက်စီကအစင်ကူးပြန်သိမ်းတယ်ဆိုတာစင်ကူးဆိုတာဒီဘက်မှာကြောင်မြောင်း ARD မြစ်တရားရတနာတိတ်ခတရားပြီးတော့ဒီရှင်းမှာလက်ပန့်လာဒီဖော်တော့လန်ဖော်တော့လန်ခွဲပေါ့နော်ဖော်တော့လာဒီထားလိုက်ပါတော့အဲ့ဒီလန်ခွဲရှိတယ်မိုးကုတ်မိုးမိတ်ဆိုလိုချင်တာကရှမ်းမြောက်ကနေအလယ်ပိုင်းကိုချိတ်ဆက်တဲ့အကျော်ကြီးတကြောလုံးပေါ်မှာစင်ကူးကရှိတာအဲ့လိုပဲ ARD မြစ်နဲ့ကြည့်မယ်ဆိုရင်လည်းမြကြီးနားမန္တလေးလမ်းကြောင်းရဲ့စုံမက်လို့လည်းပြောလို့ရတယ် ARD မြစ်လမ်းကြောင်းလည်းပြောလို့ရတယ်အရေးကြီးတယ်စင်ကူးကဒီတော့အဲ့လိုမျိုးစင်ကူးကိုမရမကပြန်သိမ်းတာကသူစစ်ကြောင်း၃ကြောင်းနဲ့ထိုးဝင်တာနော်အဲ့ဒီလက်ပန့်လာဖက်ကနေဆင်းလာတာရဲ့အောက်ဖက်က2ကြောင်းရဲ့ထိုးတာပြီးတော့လေချောင်းတွေဘုံကျဲပြီးတော့ဝင်တာအဲ့တော့ပြန်ပေးလိုက်ရတယ်ဒီတော့နေမြေစိုးမိုးချင်လို့တက်တော့မဟုတ်ဘူးတရုတ်ကိုမျက်နှာလှုပ်ဖို့ဒါမှမဟုတ်လဲလမ်းရှင်းပေးနေတာမျိုးပြောလို့ရတယ်ရှင်းအောင်ပြောရရင်မန္တလေးကနေရှမ်းမြောက်အဲ့ဒီကနေပြီးတော့တရုတ်နယ်စပ်အထိနော်ဟိုလမ်းကြောင်းပေါက်သွားမဲ့ကုတ်သွေးကြီးသွေးကြောမကြီးကိုပြန်ပြီးတော့ဆက်ပေးနေတဲ့စူးစမ်းပေးနေတဲ့သဘောတွေ့ရတယ်ဆိုလိုချင်တာကဗျာတရုတ်ရဲ့လမ်းကြောင်းကပိတ်ဆို့နေတဲ့အခြေအနေကိုသူဟာအဓိကဦးစားပေးပြီးရှင်းပေးနေရတယ်ပြီးတော့ရွေးကောက်ပွဲလောက်တာမလောက်တာတရုတ်ကစိတ်ဝင်စားပါဘူးသူရဲ့စီးပွားရေးလမ်းကြောင်းပွင့်ဖို့နဲ့သူ့စီမံကိန်းတွေလှုပ်ချုပ်ဖို့ကိုပိုစိတ်ဝင်စားတယ်ဆိုတာမရောက်လိုက်လို့လည်းကောင်းသိတယ်ဒီတော့သူတို့မြေပြင်စစ်ပွဲကိုနိုင်အောင်တိုက်ဖို့သို့မဟုတ်ရွေးကောက်ပွဲအတွက်မဲဘုံချဖို့အတွက် view ဟာမြောက်လုံးနေတာမျိုးမဟုတ်ဘူးဘာလို့ဆိုတအားနီးနေပြီလေတအားနီးနေတဲ့အချိန်မှာဒီဟာကိုဦးစားပေးပြီးတော့တိုက်တာထဲဆိုင်တခြားနေရာတွေဦးစားပေးလို့ရတာပဲမဟုတ်လားဒီလိုမျိုးအချင်းနေဒီတော့အဓိကဆိုလို့ချင်တာကနိုင်ငံတကာထောက်ခံမှုမရတဲ့အချိန်မှာဘေကျင်းရဲ့ထောက်ခံမှုကိုဝယ်ဖို့အတွက်တိုက်နေတဲ့သဘောလို့ပြောလို့ရတယ်မဟုတ်လားဘေကျင်းကမထောက်ခံသေးဘူးလေယူချင်အောင်ဆောင်ထားတယ်အဲ့တော့မြစ်စုပ်လေးအတန်ပြေးလိုက်ဒီဘက်ကရှမ်းမြောက်လမ်းကြောင်းပွင့်အောင်ကြိုးစားပေးလိုက်အဲ့ဒီအခြေအနေဖြစ်နေတယ်ဒီနေရာမှာထပ်ပြီးတော့ကြည့်အောင်ဗျသူတို့မဟာဗျူဟာကရှင်းတယ်ငါတို့မင်းတို့ရဲ့အကျိုးစီးပွားဥပမာပေါ့မြစ်စုပ်ကုတ်သွေးရေးလမ်းမြစ်စုပ်ကိစ္စလည်းပြောမယ်ကုတ်သွေးရေးလမ်းကိုလုံချုံအောင်လုပ်ပေးတယ်မြစ်စုပ်ကိစ္စငါတို့လေတန်ဟတာပေးခဲ့တယ်အရင်ကအမြင့်900ရှိတဲ့ဥစ္စာကိုအခုအမြင့်ပေးနေရာပညာပေါ့ဗျာအဲ့လိုမျိုးနဲ့ငလျင်တက်ခံနိုင်အောင်ဒီပါတွေပြောလာတယ်အဲ့လိုမျိုးအလဲလဲနဲ့မြောက်ပိုင်းမဟာမိတ်တွေကိုဖိအားပေးစိတ်ရခိုင်းပြီးတော့တခြားဟာလည်းအေအေတို့လည်းဖြစ်မှာပေါ့ဒါပေမဲ့ဒီမြစ်စုပ်ကချင်အတွက်လည်းအန်ဒီရများတယ်ဆိုလိုချင်တာကသူမနိုင်တဲ့အတွက်တရုတ်ကိုအကူအညီတောင်းပြီးတော့ဖိအားပေးရက်ခိုင်းတယ်ရွေးကောက်ပွဲလုပ်ဖို့နယ်မြေကိုရအောင်တောင်းဆိုတယ်အဲ့လိုမျိုးအခြေအနေလမ်းခင်းနေတာတွေ့ရတယ်ပ
ပိုပြီးအန်ဩစရာကောင်းတာကမြစ်စုံဆက်စုနှစ်တစ်ခုကျော်2011ကတည်းကအဲ့ဒီမြစ်စုံကိစ္စလည်းဂါကာနာနာလိုက်မယ်ဆိုရင်နော်ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ဇလန်းတွေဒေါ်အောင်ဆန်းစုကြည်တို့2011ကအဲ့လိုမျိုးအခြေအနေမှာပြောဆိုခဲ့တာတွေကနေစပြီးအခုချိန်ထိဆိုရင်ဟိုတန်တရားဖြစ်စရာအချက်တွေရှိတယ်ဒါနောက်မှပြောတော့မယ်ဒီတော့ဆက်စုနှစ်တစ်ခုကျော်ရပ်ထားတဲ့စီမံကိန်းပြန်စားဖို့ပြင်ဆင်တာကလျှက်စစ်မီလို့ဆိုတာကရုပ်ရဲလားကျွန်တော်တော့မယုံဘူးဒါရုပ်တန်းစကားဒီတော့ရထားတဲ့သတင်းတွေအရလဲလျှက်စစ်မီအတွက်လည်းမဟုတ်ပါဘူးမူလဆက်အမြင့်ပေ900ကနေပေ200အထိရှော့ချပစ်လိုက်တယ်ဒါကတော့ဘာမှတက်သိပြတာမဟုတ်ဘူးပါဇက်ပြောပဲရှိတယ်အကျိုးများကိုလည်းတရုတ်က60မြန်မာက40ရာခိုင်နှုန်းထိပြင်ဆင်ပေးဖို့လိုက်ရောထားတဲ့ဆိုပြီးဒုချုပ်စိုးဝင်းမြေကြီးနားမှာသွားပြီးတော့ရိုက်ခဲ့တယ်ဘာသဘောလဲဆိုရင်2025ရွေးကောက်ပွဲအပြီးပေါ်ထွက်လာမယ်သူတို့ပဲအစိုးရလုံးမှာဟုတ်သူတို့အစိုးရအတွက်တရုတ်ရဲ့နိုင်ငံရေးထောက်ခံမှုเนาะပြီးတော့အကြီးမားတဲ့စာချုပ်ချုပ်ဆိုမှုကြီးတစ်ခုကို2026မြစ်စုံစီမံကိန်းစမယ်ဆိုတဲ့ဟာမျိုးကိုသူတို့အခြေအနေမှာဒါကြီးကိုလုပ်ခဲ့တယ်ပြီးတော့အတိမတ်ပြုမှုရဖို့အတွက်ရဲ့အဲ့ဒါရဲ့ကြောင့်မလို့မြစ်စုံကိုသူတို့ထိုးကျွေးလိုက်တယ်ထိုးပေးလိုက်တယ်ပေါ့အချုပ်ချအာဏာပေါင်နံလိုက်တယ်ဆိုတဲ့သဘောနဲ့ပေးလိုက်တာပဲဒီတော့အစိုးဆုံးကပါလဲဆိုရင်အဲ့လိုမျိုးပေါင်နံလိုက်တာတွေလောက်တာမလောက်တာတွေတဲ့လူသားတိုင်းပြုဟာမြစ်စုံအေဒီယာဟာ KIA ရဲ့ဗဟိုချက်မှလည်းဖြစ်နေတယ်လို့အဲ့ဒီမှာတရုတ်ကုမ္ပဏီတွေဝန်ထမ်းတွေရောက်လာရင် KIA ဟာဘာမှဆက်ပြီးတော့လောက်ရကြရမလွယ်တော့ဘူးတိုက်ရခက်သွားလိမ့်မယ်ခြေချုံမိသွားတယ်လို့ပေါ့အခု AA တို့ကြောက်ဖြူမှာဖြစ်နေတယ်လို့မျိုးနဲ့တူသွားလိမ့်မယ်မဟုတ်လားအဲ့ဒါအရေးကြီးတယ်ဒီတော့ကိုယ့်အိမ်ကိုရန်သူမပြစ်နိုင်အောင်ရက်ွက်တွေကလူဆိုးလူမိုက်တာသမီတွေကိုခေါ်ပြီးတော့အဲ့ဒီတည်းမှာစီမံကိန်းကိုဘန်ကာသဘောမျိုးနဲ့သွားထားလိုက်တဲ့အခြေအနေမျိုးဖြစ်သွားတယ်အဲ့တော့ဒီဘက်ကတိုက်နေဟာတွေကတော့ဒီဟာကိုထိလို့လည်းမရခတ်လို့လည်းမရနဲ့ကချင်ဟာအလုံးစုံလွတ်မြောက်တယ်လို့ပြောလို့မရတဲ့အခြေအနေဖားကန့်လိုမျိုးပေါ့ဗျာရှုပ်ထွေးနေတဲ့အခြေအနေဖြစ်သွားတယ်အဲ့လိုမျိုးဟာမျိုးနဲ့သူ့ဘန်ကာနဲ့သူ့လူသားတိုင်းနဲ့ပြန်ခံလိုက်တဲ့သဘောစီးပွားရေးနဲ့ဆိုလိုချင်တာကအဲ့လိုအခြေအနေမှာစက်ကောက်စီကတော့တရုတ်ကိုအဲ့လိုမျိုးလက်ထိုးနေတဲ့သဘောမျိုးပေးနေပေမဲ့ကျွန်တော်တို့ပြောခဲ့ပါတယ်တရုတ်ကရောဒီရေနစ်နေတဲ့လေကြီးပေါ်မှာတကယ်ရောတက်လိုက်စီးပါမလားဒါအောင်နောက်တစ်ခါမှတုံးတက်တာပဲတရုတ်ကတက်လိုက်မစီးတာတဲ့ကျွန်တော်တို့ဘက်ကဘာမှကိုမရှိတာနော်အဲ့လိုဒီပေါ်မှာကျွန်တော်မိတ်ဆွေအမြင်တွေလည်းရေးခဲ့ပေးပါဦးတရုတ်ကစစ်ကောက်စီဟိုဟာပေးလိုက်ဒီဟာပေးလိုက်သူ့အကွက်ကိုတရုတ်ကမသိပဲနေစရာအကြောင်းလည်းမရှိပါဘူးဒီတော့ဒီလိုမျိုးဟိုတိုက်လို့လည်းမနိုင်တဲ့အခြေအနေမှာသူ့အာကိုနေတယ်ဆိုတာမျိုးပေါ့ဗျာဒါမှမဟုတ်လဲသူတမင်လောက်ထားတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့အဲ့တော့ပြောချင်တာနောက်တစ်ခါမှဒီတော့တက်လိုက်မလိုက်ရတော့အခြေအနေကြည့်ရအောင်ပါပဲရုပ်ပြစင်းပြတော့ဖြစ်နေပြီစစ်ကောက်စီကဒီလိုအခြေအနေကိုမြင်တအောင်ကျွန်တော်ဥပမာနဲ့ပြောပြမယ်တချို့တွေကဒီအခုလိုမျိုး point နေပြီပဲပြောသွားတဲ့ခါကျရင်ရှုပ်ထွေးလိုက်မယ်ရှင်းလေးပါပဲစကားတွေအကြီးတွေမပြောရိုးရိုးဥပမာနဲ့ပြောပြမယ်ရက်ွက်ထဲမှာလူမိုက်တယောက်ရှိတယ်တော်တော်မိုက်တဲ့လူသူ့အိမ်နီးနားချင်းတထေးကြီးကစိတ်ကောက်နေတာကိုအဲ့လူမိုက်ကချော့ချင်နေတယ်ဆိုပါတော့တထေးကြီးကဘာလို့စိတ်ဆိုးနေလဲဆိုရင်သူ့အိမ်ကိုရေမလာလို့စိတ်ဆိုးနေတယ်ဒီတော့အဲ့လူမိုက်ကဘာလုပ်လဲရေပိုင်လိုင်းပြတ်နေတဲ့နေရာကိုသွားပြီးတော့အတင်းအဓမ္မပြန်ဆက်ပေးပြီးရေကော့အစ်စ်လဲလိုက်တယ်စင်ကူးလိုမျိုးအဲ့လိုမျိုးရေပိုက်လိုင်းတစ်ချောင်းမှာရှိတဲ့ UR တွေအိမ်တွေပြက်ပက်စီစီမီးပဲလောက်စိတ်ဝင်စားဘူးလူမိုက်ကလည်းဂယုမဆိုင်ဘူးငါအိမ်ရေလာဖို့ပဲအရေးကြီးတယ်အဲ့တော့ရေပိုက်လိုင်းပွင့်သွားတယ်သူ့ရည်ရွယ်ချက်ကတခုတည်းပဲတထေးကြီးအိမ်ခေါင်းရင်းမှာရေပြန်ထွက်လာဖို့ရေထွက်လာတာနဲ့စစ်ကောက်စီကလည်းတွေ့လာခင်ဗျားအိမ်ကိုရေလာအောင်ရေပြန်ရအောင်ကျွန်တော်လှုပ်ပေးနိုင်ခဲ့ပြီဆိုပြီးတော့မျက်နှာလှုပ်ချင်တာအဲ့ဒါကြောင့်မို့စင်ကူပြန်သိတာရေပိုက်လိုင်းကိုပြန်ဆက်ပေးလိုက်တာပြီးမှတရားပြန်ဆောက်ပါပေါ့ရနာတိတ်ကဒီတော့ဆိုလိုချင်တာကတရုတ်ကုတ်ကားတွေပြန်ပြေးဆွဲနိုင်အောင်တရုတ်ငွေတွေစီးဆင်းအောင်လမ်းဖောက်ပေးလိုက်တာမျိုးဖြစ်တယ်စင်ကူဟာအရေးကြီးတာကိုအဲ့လမ်းမကနော်ဒီဖက်စကိုင်းဒီဖက်အထဲမှာရောဒီလိုအခြေအနေမျိုးဖြစ်တယ်ဒီတော့နောက်တစ်ခုကကျွန်တော်တို့ခင်ဗျားတို့ဒါမျက်စောက်ကိစ္စလည်းပြောခဲ့ပြီးပြီနော်ပြီးမှအသေးစိတ်ထပ်ပြောမယ်အခုလိုမျိုးအခြေအနေမှာ KIA ရဲ့အကြက်တဲလည်းဖြစ်တယ် KIA ဗိုလ်ချုပ်ကြီးအမ်ဘန်လာကတော့လူထုမထောက်ခံသူတို့လည်းလက်ခံမှာမဟုတ်ဘူးပြောပါတယ်ကျွန်တော်ဆိုလို့ချင်တာကအဲ့ဒါမဟုတ်သေးဘူးဒီခန်းကိုချုပ်ရမယ်ဆိုရင်ကျွန်တော်ပြောချင်တယ်အဓိကအရေးကြီးဆုံးတစ်ချက်ကဒီကစားပွဲဟာကျွန်တော်တို့အဖက်ကအားနေပြီးတော့ရှုံးနေနေတဲ့ပုံစံဖြစ်နေတယ်စစ်ကောက်စီထင်တယ်လို့ဖြစ်လာတော့မလားဆိုတဲ့အတွေးတွေပေါ်လာတယ်တကယ်ကပြန်စဉ်းစားကြည့်သူ့ရဲ့အစောသက်နှိဒန်းလည်းဖြစ်သွားမလားဆိုတဲ့အရာလည်းရှိတယ်အဲ့ဒါကကျွန်တော်တို့ဘက်ကအားတာချက်အနေနဲ့ရောမဖြစ်မနေလှုပ်တင်တာပဲစုပ်ဖြတ်ပေးမယ့်အရာတစ်ခုရှိတယ်လာမယ့်ဇန်နဝါရီလလက်လောက်ထိအဲ့ချိန်လောက်ထိစောင့်ကြည့်ရမယ့်အချက်နှစ်ချက်က
စင်ကူးလမ်းကြောင်းပေါ်မှာကုန်တင်ရင်တန်းတွေတကယ်ပဲစတင်ပြီးတော့တွာလာလို့ထွက်ခွာနေပြီလားနောက်နံပါတ်1ကမြစ်ကြီးနားမြစ်ဆုပ်စီမံကိန်းအတွက်ဆိုရင်လိုအပ်တဲ့ဘီလန်မြေပါညာတွေက AR မြစ်ကနေမဟုတ်ရင်ဒီလမ်းကြောင်းတွေတည်မှာပဲရတာဟိုတရုတ်ကနေပြီးတော့လာတာမျိုးမဟုတ်ဘူးဒီတော့ logistic တရုတ်ပညာရှင်တွေမြေပြင်ဆင်းလာပြီးတော့တိုင်းတာပါညာလုံနေပြီလားဒီနှစ်ချက်တကတခုခုသာဖြစ်လာရင်စက်ကောက်စီတောင်းဆိုချက်တရုတ်ရဲ့ဒီဗျံပဒအခြေအနေမှာအရသလောက်နိုင်သွားပဲအကွက်ကတူညီချက်ဖြစ်သွားပြီဒီတော့အဲ့ချိန်မှာတော်လိုင်းတက်တွေလှုပ်ဆောင်တဲ့အခင်းချင်းတစ်ခုရှိပါတယ်အရေးလက်ကြီးတဲ့အခွင့်အရေးကြီးလည်းပြောလို့ရပါတယ်တကယ်လို့အဲ့ဒီလိုမျိုးတကယ်ဖြစ်သွားခဲ့လို့ရှိရင်နော်ရန်သူရဲ့ရည်ရွယ်ချက်ကလမ်းကြောင်းပြန်ပွင့်ရေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ပြန် view ဟာပြောင်းရမှာကလမ်းပြန်ပိတ်ရေးပဲကျွန်တော်တို့ကမျိုးတွေစခန်းတွေဆုံးရှုံးတော့အရေးမကြီးဘူးမျိုးကိုပြန်သိမ်းနိုင်တာတွေပြန်မသိမ်းနိုင်တာတွေအရေးမကြီးဘူးကျွန်တော်တို့အတွက်သူတို့ကိုနော်ဘယ်တက်ဆိုင်ဖို့လည်းမလိုအပ်ဘူးပြီးတော့ကျွန်တော်တို့အတွက်ကပြန်ချိုးနှိပ်ဖို့အသေးကောင်တာမှဖြစ်သွားနိုင်တယ်ဥပမာသူတို့ဂတိကဝတ်ပေးထားတဲ့ကုတ်သွယ်ရေးလမ်းကြောင်းကိုပွင့်သွားပြီပေါ့ဗျာကုတ်သွယ်ရေးလမ်းကြောင်းတွေသွားလာနေပြီဘာညာဆိုရင်ကုတ်သွယ်ရေးဂတိကဝတ်ကိုဖျက်ဆီးပြစ်နိုင်ရင်တရုတ်ရဲ့စစ်ကောက်စီပေါ်ယုံကြည်မှုကိုကျွန်တော်တို့ရိုက်ချိုးလို့ရတယ်စင်ကူးပေးရလို့အကြောင်းမဟုတ်ဘူးစင်ကူးကိုသွားလာတဲ့လမ်းကြောင်းတွေဟာတော်လိုင်းအင်အားစုတွေပြန်ကျဲစွာထိတ်ချုပ်နိုင်တယ်သို့မဟုတ်ချိတ်ချောက်နိုင်တယ်ဆိုရင်ဒါဟာပွဲအလဲပြောင်းဖြစ်လာနိုင်ပါသေးတယ်ဒါကိုတတိထားဖို့ဘာဖြစ်လို့ဆိုရင်ပြင်ဆင်ဖို့စိတ်ဓာတ်မကြဖို့လိုပါတယ်တကယ်ကအခုလိုမျိုး SRA တို့ဒီ MDYPD အဲ့လိုတခြားအဖွဲ့တွေဟာမြို့သိမ်းဖို့မြို့ထိဖို့ကိုမြို့ကိုဒေတာကိုဒီယာကိုပဲသိမ်းဖို့ထိဖို့အာရုံစိုက်နေပါသွားလိမ့်မယ်စစ်ကောက်စီရဲ့လမ်းကြောင်းပြန်ပွင့်ရေးကိုလမ်းကြောင်းကိုလမ်းအနေဖြတ်တောက်လို့ရပါတယ်အဲ့ဒါက logistic ကိုဖြတ်တောက်တာထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေဖြတ်တောက်တာကပိုအရေးကြီးတယ်ထိတ်ချုပ်ထားနိုင်တော့ share ပဲမြို့ကိုထိတ်စရာမလိုပါဘူးသူကသူအတူရောက်သွားလိမ့်မယ်မဟုတ်လားတိုင်းပြည်ဟာတရုတ်အောက်ကိုရောက်သွားပြီခင်ဗျားတို့ကြားသလိုပြောစစ်ကောက်စီဖက်ကပဲပြောကိုလူမျိုးသားသမီးတွေကိုပဲမျက်နှာလာမလာပြောတိုင်းရသားတွေရဲ့ကိုကျိုးအတ္တပဲပြောဘဟုအစိုးရတွေရဲ့ဟိုအတ္တပဲပြောနော်မြန်မာနိုင်ငံသားတွေကခွေးလုံးဖြစ်သွားပြီအဲ့တော့ထူးပြီးတော့အကြီးခွေးတော့မလုံးနဲ့လေဟုတ်လားအဲဈေးရှင်ဆက်ထားပါတယ်ဆိုပြီးတော့ပုံစံမျိုးတော့လာမလုံးနဲ့လေတော့ပေါ့တယ်ဟုတ်ရထားလိုက်ပါဒါတခါထပ်ပြောအောင်မယ်ကျွန်တော်ပြောတာတဘောပေါက်လိုက်ပါတယ်เนาะခုနကဒီတော့နောက်တစ်ခုကဒီမြစ်စုပ်ကိစ္စတွေဘာတွေမှာတော့ပြောလို့တော့မတတ်သေးပါဘူးစောင့်ကြည့်ရအောင်မယ်ဒါပေမဲ့အခုစိတ်ရေးအခြေအနေကတော့ပြီးသွားပြီကျွန်တော်ပြောလိုက်တာတူလေးနဲ့ချုပ်ထားတာထီရောက်ပဲနားလက်မထင်ပါနဲ့ဒီနေရာတစ်ခုပဲရှိတာကိုအဓိကတော့စင်ကူးပါသွားတဲ့ပုံမှာစင်ကူးက point ပဲလေမြေပုံမှာကြည့်တာအသိတာတယ်ရောကျွန်တော်တို့ဖက်ကဘယ်သူဖက်ပဲဖြစ်ပေါ့ဗျာเนาะအပြောနဲ့အလုံးမညီတဲ့စစ်တပ်မြေလံမီးရှို့နေတဲ့စစ်တပ်တော်လိုင်းဥဆောင်ပါတယ်ဆိုတော့ UNG ရဲ့ဘာညာတာလကလည်းမဟုတ်သေးဘူးပြောချင်တာကပြည်သူတွေကိုကျွန်တော်အသိပေးတယ်ဆိုတော့ပြည်သူတွေအသိဝင်အောင်ပဲပြောရမှာပါပဲကျွန်တော်တို့တော်လိုင်းရေးပဲဖြစ်နိုင်ငံရေးပဲဖြစ်တိုင်းနဲ့ပြည်နယ်14ခုမရှိတော့ဘူးလို့ပဲပြောမြန်မာဗဟိုပြုအာဏာရှင်လည်းမရှိတော့ဘူးလို့ပဲဆိုเนาะလုံးနေတဲ့ဟာပေါ်မှာနားလက်အောင်မြင်အောင်ကြည့်ဖို့လိုတယ်ကျွန်တော်တို့ဟာအခုတော်လိုင်းရဲ့ဖက်ကဥဆောင်တဲ့သူတွေကလမ်းကြောင်းအသစ်ခေါင်းတွဲအသစ်နဲ့သွားနေတယ်တကယ်ကလမ်းကြောင်းအသစ်လည်းမဟုတ်ပါဘူးဆိုလိုချင်တာက key point နေနဲ့ပြောဆိုနံပါတ်1 2008ကိုဖြစ်တယ်စာရွက်ဖြစ်လိုက်ရုံနဲ့စာအုပ်မီးရှို့လိုက်ရုံနဲ့စနစ်ပြတ်သွားတာဆိုမပြတ်ပါဘူး2021 match လမှာ2008ဖွဲ့စည်းပုံကိုဖျက်လိုက်ပြီဆိုပြီးတော့ကြွေးကြော်ခဲ့ပြီးတော့ charter တွေပါစက်တိုက်ထွက်လာတယ်ဒီနေ့တော့ပြောခဲ့သေးတယ်ဒီတော့ international IDEA လိုမျိုးသူတည်တနာပညာရှင်တွေပါတဲ့အဖွဲ့အစည်းတွေကဘာကိုထောက်ပြပြီးတော့စိုးရိမ်နေလဲဆိုရင်အဖေအရှင်းလေးစာရွက်စာအုပ်စုပ်ဖျက်ရတာလွယ်တယ်အာနာကိုအပေါ်ကနေပဲချုပ်ကိုက်ခြင်းနဲ့စိတ်ဓာတ်နဲ့လုံဒီလုံးဟန်အခုတည်းရှိနေတော့ဆိုပြီးထောက်ပြတယ်အချက်လက်နဲ့ဒါကိုမပြောင်းနိုင်ရင်ကျွန်တော်တို့ဟာယထာတန်လန့်အဆွေးအဟောင်းပေါ်မှာခေါင်းတွဲအသစ်တင်ပြီးတင်မောင်းနေတယ်လို့တူပဲဖြစ်လိမ့်မယ်ပြီးတော့လမ်းကြောင်းအသစ်မဖောက်ပဲမပြောင်းပဲနေလိုရခီးကိုမရောက်ဘူးဆိုတဲ့သဘောတစ်ချိန်ကျရင်ဒီဝိတ်နဲ့ပြိုဆင်းသွားမှာပဲအဲ့တော့တွဲတိုင်းမှာခေါင်းပါတယ်ဆိုရင်ခေါင်းတိုင်းဟာလည်းပြိုလဲမှာပဲနောက်တစ်ခုကဒုတိယအချက်ကလက်ရှိ line ပေါ်မှာကမနေ့ကလည်းပြောပါသေးတယ်အိမ်မက်တွေအနေလက်တွေ governance ကိုတွားဖို့လုပ်နေပြီနောက်တစ်ခါမှကျွန်တော်ပထဝီနိုင်ငံပြောပြမယ်နော်ဘာဖြစ်လို့လဲဆိုရင်တော်လိုင်းကြီးက9နှစ်ရောက်သွားပြီအိမ်မက်ထဲကမထွက်နိုင်သေးဘူးတော်လိုင်းကြီးဆိုတယ်ဘာမှတော်လိုင်းကြီးလည်းမဟုတ်ဘူး
ဘာဖြစ်လို့လဲကိုယ့်ဘာသာကိုခိုင်မာအောင်မတိဆောက်နိုင်တဲ့တရုတ်ရဲ့ remote control ကခလုတ်လေးတွေပဲရှိမှာခလုတ်ဘဝပဲဖြစ်မှာမဟုတ်လားကိုယ့်ဘာသာကိုဘယ်လောက်ထိကြိတ်လက်ခိုင်မာအောင်တိဆောက်နိုင်လို့လဲတိဆောက်နိုင်မှသာပဲဘယ်သူပဲဖြစ်နေတိဆောက်နိုင်မှတိဆောက်နိုင်ပြီးတော့စုစည်းနိုင်မှရမှာမဟုတ်ရင်တော့တရုတ်ရဲ့စီစဉ်ထားတဲ့ remote control ပေါ်ကဥပမာပေါ့ remote control ပေါ်ကခလုတ်လေးတွေပဲဖြစ်မှာပဲအဲ့လိုမျိုးအခြေအနေဒီတော့နှိပ်လိုက်တဲ့ခါကျရင်လဲကြောက်သွားတယ်အချိန်တင်လိုက်လည်းမြင့်တက်လာတာပေါ့အဲ့လိုမျိုးသူထားရနေစိတ်ရသွားတရုတ်ကရေနောက်နေတော့မှငါဖမ်းလို့ကောင်းတယ်ဆိုတဲ့အကွက်ကိုတောက်တာကျွန်တော်ပြောခဲ့ပါတယ်နော်ဆန်ပြုတ်ဈေးကွက်ရဖို့သွားတွေအားလုံးရိုက်ချိုးထားတဲ့အကွက်ကိုတောက်တာနော်တကယ်ကကျွန်တော်တို့ကမမားစားတာသူမသိလို့ဒီတော့ဒုတိယအချက်ကိုပြောတာကတော်လိုင်း9နှစ်ထဲမှာဒီလောက်ထိမမြင်သေးဘူးဆိုရင်လည်းကျွန်တော်တို့ဟာလုံးလို့မပေါတော့ဘူးဘာဖြစ်လို့အိမ်စာမကြည့်ခဲ့လို့အိမ်မက်တွေနဲ့မလုံလောက်တော့ဘူးလက်တွေ့ကြတဲ့စီမံခန့်ခွဲမှုကိုအရေးပေါ်တောင်းဆိုနေပြီအခု UNG 2025ဒီဇင်ဘာမှာဝန်ကြီးဌာန short ချတဲ့10ရက်နေ့မှာဒါပေမဲ့ diplomat လို့မီဒီယာကြီးကဘာပြောလဲဆိုရင်ဒါဟာ cosmetic ချိန်အပေါ်ရမျက်နှာသစ်ဆေးနဲ့မျက်နှာပေါင်းတင်တဲ့ပြုပြင်မှုလောက်ပဲဆိုပြီးတတ်မှတ်လိုက်တယ်ကျွန်တော်မဟုတ်ဘူး diplomat ကနေပြီးတော့ရေးလာတာဆိုလို့ချင်တာကရလက်မပြနိုင်ရင် National Unity Governance ကနေပြီးတော့ National Uncertainty Governance မရေရမသိချတဲ့အစိုးရဖြစ်သွားတာပဲဒါ diplomat ကနေပြောတာနော်နောက်တတိယအချက်က UNG မှာဖြစ်ဖြစ်ဒီဘက်က UNCC တို့ဘာတို့ရဲ့ဥစ္စာမပေါ်လာပေမဲ့ဥဆောင်တဲ့အဖွဲ့ဒါ Adrian Me ပေါ့ဗျာအခုလူပြောများဆုံးဖြစ်နေတဲ့ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန်တော်ကြီးပြသူယောက်ျားစီဗိုက်ဘန်ဒါရေးတောင်းဝခံဟိုမှာအတွင်းဝန်အဲ့လိုမျိုးဥစ္စာကိုနော် CDN တွေကဆော့ဆွဲတဲ့အဂတိဆော့ဆွဲချက်တွေလက်မှတ်ထိုးတိုင်ကြားထားတာတွေဘာမှအရေးမယူဒါဟာဟိုမှာဥအောင်ကြည်ညိုကနေပြီးတော့ဘီလီယံ1ဘီလီယံပေးပါဆိုသွားတောင်းနေတာဟာဘယ်လို့မှမအပ်ဆက်ဘူးဘာဖြစ်လို့ဆိုရင်အမေရိကန်ကိုသွားပြီးတော့အောက်မှာဘာပြီးမပါဘဲနဲ့အပေါ်ကနောက်တိုင်းဝတ်စုံနဲ့သွားတောင်းနေသလိုဖြစ်နေတယ်အောက်မှာဟာလာဟောင်းလာကြီးတော်သေးတော့ဗောခွေးလေခွင်းလွင်မရှိလို့ခွေးလေခွင်းလွင်ရှိလိုက်ဆွဲအောင်မှာမဟုတ်လားအဲ့ဒါလေးတော့မြင်အောင်ကြည့်ပေါ့ဗျာလူကြီးတွေကိုခလေးရပြန်သိပေးရဆိုလည်းမကောင်းပြောပြီးသွားပြီဒီတော့အစိုးရရန်တရားဟာမိသားစုလုပ်ငန်းလို့လက်ပတ်နေတယ်ဆိုတဲ့တိုင်စာဟာ1ဘီလီယံသွားတောင်းနေလို့ဘာပြီးမပါသလိုဖြစ်နေတယ်ရှူဖက်တော့စီးထားလိုက်သေးတယ်ဒီတော့အဲ့လိုမျိုးအခြေအနေမျိုးဟာတော်လာရေးအတွက်ရောခင်ဗျားတို့အတွက်ရောဆောက်ရှက်တွေ꿰ပြီးတော့အစိတ်တောက်ဖြစ်တာပဲဒီတော့ကိုအိတ်တဲကအဂတိမီးတွေပြဿနာတွေကိုရှင်းမှပဲရတာနော်ကိုရဲ့တမက်ပါတဲ့တမနီလိုမျိုးအမှုတွေကိုရှင်းမှပဲရတာမငိမ့်နိုင်ရင်အပြင်ကမီးအာနာရှင်မီးကိုနိုင်အောင်တိုက်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး1ဘီလီယံသွားတောက်တဲ့မိတ်ခွန်ပြောတဲ့နေရာမှာဘေးကနေကြည့်ရင်တော့ဘာပြီးမပါသလိုဖြစ်နေတယ်မြင်တာထင်တာရှိအောင်ပြောတာပါနော်ခလေးရုပ်နဲ့လူကြီးတွေပြီးတော့နောက်ဆုံးအချက်ကနိုင်ငံတကာကစားပွဲမှာနေရုပ်ဖြစ်တော့မှာကျွန်တော်တို့တွေကနိုင်ငံကြီးတွေရဲ့ corridor ကစားပွဲထဲမှာညှိနေတာပွဲတော့အုပ်ထဲမှာရောက်နေတဲ့ဟိုလက်ဖက်ပွဲဆိုရင်လက်ဖက်ပွဲထဲမှာရောက်နေတဲ့နဲ့ပြန်ကျော်လေးတွေပဲဘာမှလုပ်လို့မရဘူးပြီးတော့တရုတ်ကလည်းကစားအိန္ဒိယကလည်းချိန်ထိုင်းကလည်းကစားချင်းတလူနဲ့ချိန်ရှင်းပြောရင်တော့ဟိုတကက်ဖုတ်စုမြည်တရုတ်ကရှင်းတယ်မလကဒလိုင်းမမလကထရပ်ပေါ့ဗျာအဲ့ဒါကိုရှောင်ဖို့ကျွန်တော်တို့ဘက်ကိုမဖြစ်မနေသုံးပါအမေရိကန်ကတရုတ်ကိုထိဖို့ဘာမှအန်နဲ့ကတယ်အိန္ဒိယကလည်းသူ့ကြိုးစည်းပွားနဲ့တရုတ်တအားရုပ်မပါလာအောင်ကတယ်သူများအကခံနေရတာကိုတွေကတာမဟုတ်ဘူးဒီတော့ဝေဆန်စင်တာကတတိပေးတယ်လို့ပဲကျွန်တော်တို့ဘက်ကခိုင်မာတဲ့ဖွဲ့စည်းပုံမူဝါဒအဖွဲ့စည်းတောက်တင်းခိုင်မာမှုမရှိဘူးအစိုးရရန်တရားမရှိဘူးအတန်တန်တည်းမထွက်နိုင်ဘူးဆိုရင်ကျွန်တော်တို့ဟာသူတို့ကစားပွဲပေါ်အပေါင်းလေးလိုပဲအေးပြီးဘေးကိုပြစ်ထုတ်လိုက်ဒီလိုဖြစ်သွားမယ်ဘိုးကရောက်သွားလိမ့်မယ်ဒီတော့အချိန်တန်ရင်အလက်ကျပြစ်ထုတ်ခံရမှာကျွန်တော်တို့တွေပဲမြင်တာပါတယ်နော်အဲ့တော့စစ်တပ်ဘက်ကပဲပြောမင်းကဘာကောင်လဲပဲပြောနော်အစောဆုံးပြစ်ထုတ်ခံရတဲ့ကောင်ဆိုရင်အဝေးရောက်တယ်အားရှိနေတာဟုတ်အဲ့လိုမျိုးသတိထားဖို့လို့တော့ပြောတာဒီတော့ပြောချင်တာကကျွန်တော်တို့ဟာအတိအတော့ကျွန်တော်တို့ကပြည်သူလူထုပဲပေးရမှာလိုချင်တာကစစ်ပူချုံမပါတဲ့စနစ်ဟောင်းလားဒါမှမဟုတ်လဲအာနာရှင်နီလန်လောကမပါတဲ့ Federal စနစ်အသစ်လားကိုဖက်မှာရောသူ့ဖက်မှာရောပြင်စရာအများကြီးဥပမာရှမ်းမြောက်တစ်စက်ကိုမီးစိတ်ပြတော့ပရိပိအချိန်ဝုဒ္ဓတိုက်ပြလိုက်တယ်အဲ့တော့ချက်ချင်းအုပ်တာတော့လောက်ကိုက်မှာကလေးကအချိန်ကိုရော့ချတာရှော့ချပစ်တာ
တော့အမီတိုက်သွားတယ်အခုဆိုအေအေတို့ထိပါတိုက်သွားတယ်ဟာပေးတဲ့တစ်ချက်မှတိုက်တော့နော်အခု short ချခံလိုက်ရတယ် TNA ထိအဲ့ဒီလိုမျိုးဖြစ်ဖို့အတွက်စစ်တပ်ကိုတစ်ခါပြန်ပြီးတော့ဒီတိုင်းဆိုတော့ငါ့အဓိကအောက်ဈေးနဲ့ပေးမှမဟုတ်ဆိုပြီးတော့တိုက်ခိုင်းတာလည်းဖြစ်နိုင်တာပဲလေအဲ့လိုမျိုးပေါ့ဒီတော့နှစ်ဖက်စလုံးဟိုသူမနိုင်ကိုမနိုင်သူလည်းမရှုပ်ကိုလည်းမရှုပ်အခြေအနေကိုကစားဖို့ကျွန်တော်ပြောတဲ့ remote control ပေါ်ခလုတ်လေးပုံစံနဲ့အတုံးချနေတာဘယ်သူမှမလွန်ဆန်နိုင်ဘူးစိတ်ကြိုက်ဘက်တကွက်ရွှေ့လိုက်ရင်တပုတ်ပါသွားတယ်နောက်တစ်ကွက်အခုဆိုရင်တော့ ARD မြင်းနဲ့မြစ်ဆုပ်တွေပါတော့မယ်